အခုတလုံးနာမည်ရမ်းကြီးနေတဲ့ Squid Game ကြည့်ပြီးကြပြီလား။ Squid Game ကိုပကြည့်ထဲမှာပြောသွားဆိုလို့ရအောင် Squid Game ဆိုလို့ရတဲ့ဝူကန်လေးတွေကိုချပွေတင်ဆက်ပေးလိုက်ပါတယ်နော်။အားတဲ့အခါတငယ်ချင်းတွေနဲ့သွားဆွကြည့်ကြနော်။ပထမဆုံးကလေးကတော့ Squid Game Season 3မှာအရင်နာမည်ကြီးတဲ့ကျိုးခုံပြီးတရားကူရတဲ့ဂိမ်းလေးပေါ့နော်။ချင်းချင်းလေးကိုဖြတ်ကူရတာဖြစ်ပြီးကျိုးကိုတေချာမခုံရင်တော့အောက်ကိုပြုတ်ကျသွားမှာပဲဖြစ်ပါတယ်။ဒုတိယတစ်ခါကတော့အလုံးသိပြီးသားဖြစ်လောက်တဲ့ green light red light အခန်းလေးပဲဖြစ်ပါတယ်။ green light ဆိုရင်ပန်းနိုင်ရအောင်သွားမှာဖြစ်ပြီးတော့ red light ဆိုရင်တော့ရောက်တဲ့နေရာမှာရက်နေရာမှာပဲဖြစ်ပါတယ်။ red light ဆိုရင်ငြိမ်မနေဘဲနဲ့လှုပ်နေမယ်ဆိုရင်တော့အပြစ်ခံရပြီးတော့တော်ကီမှာပဲဖြစ်ပါတယ်။တတိယတစ်ခါကတော့လူမြိုင်းနဲ့ဆိုရင်ပုံပြောဖို့ကောင်းလောက်မှာပါ။သူပေးထားတဲ့သရှင်းတန်ရသွားတာနဲ့သတ်မှတ်ထားတဲ့ player ရေအတွက်ကအခန်းထဲကိုဝင်ရမှာပါ။အကယ်၍လူပြေးသွားလို့တကားပိတ်သွားပြီဆိုရင်အပြင်မှာခြံခဲ့တဲ့သူကတော်ကီမှာပဲဖြစ်ပါတယ်နော်။တကားဖွင့်နောက်ဆုံးတစ်ခါကတော့ကွဲကြတတ်တဲ့မှန်ရဲ့မကွဲတတ်တဲ့မှန်ရဲ့နှမျိုးတဲ့ကရွေးချယ်ပြီးခုန်တက်ရမှာပဲဖြစ်ပါတယ်။ကွဲတတ်တဲ့မှန်ကိုရွေးချယ်ပြီးခုန်တက်မိရင်တော့အောက်ကိုပြုတ်ကျသွားမှာပဲဖြစ်ပါတယ်။ဒါလေးတွေကတော့ကတိရှာဝေတွေ့ရှိထားတဲ့ Squid Game ဝေါ်ကန်လေးတွေပါ။နောက်တစ်ဆုပ်လို့ကောင်းတဲ့ Squid Game ဝေါ်ကန်လေးတွေအများကြီးရှိပါသေးရဲ့နော်။သိတဲ့သူလေးတွေရှိရင်မမရေးပေးခဲ့ကြပါအောင်ရှင်။